အားလုံးမင်္ဂလာပါဒီနေ့ notes ကိုကျွန်တော်ရှင်းပြမယ်ကျွန်တော်လက်ရှိကျွန်တော်ပေးနေတာတွေက notes ကိုဖတ်ဖို့ပဲเนาะnote value ဘာညာကျွန်တော်အချမ်းဖြင်းတော့ပဲပြောထားတယ်ပြီးတော့မှ note value note ရဲ့တန်ဖိုးတွေလည်းကျွန်တော်ပြောပြမယ်เนาะလက်ရှိကတော့ဒီအခု notes တခုကိုတွေ့ရင်ဘယ်နာကဘယ်လိုတိမလဲဘယ်နာမလို့တိမလဲဆိုတာတွေကိုဘယ်နာကဘယ်လိုပြန်ကြော့မလဲဆိုတာတွေကျွန်တော်ရှင်းပြနေရဖြစ်တယ်เนาะအဲကြောင့်ဒီမှာပြန်ကြည့်မယ်ဒီနေ့ဟာဆိုရင်ဒီမှာကျွန်တော်ချက်ပြပေးမယ်เนาะSkage နော်ရေးပြပြီ kisi ပါမယ်ဖူဖူတိုင်အဲ့တော့ kisi နဲ့ဒီမဲ့ဒီຢာတွေအကုန်လုံးဒီ kisi ဒီຢာပဲနော်အဲ့တော့တိုင်မင်းဘယ်လောက်လဲ85တန်ဖိုး85တိုင်မင်းဖူဖူတိုင်မယ် kisi ပါနော်အဲ့တော့ intro စမယ်ဦးနီးရှင်းပြတယ်လို့ပဲဒီမှာတပါးစားပြီအဲ့တော့တစ်ပိုက်စားပြီနှစ်ပါးလိုက်အဲ့ဒါ C E minor F G T ပါမယ်၄ချက် C T ပါမယ်ဟုတ်နော်ဟုတ်လား C T အတာတစ်ပိုက်ပေါ်ပြီးတော့ကြည့်လိုက်တော့ဒီမှာပါလဲဒီ sign လေးပြထားတယ်ဒါလေးသတိထားနော်အဲ့ဒါလေးမှတ်ထားမယ်ပြီး verse 1စပြီတစ်ပိုက်စပြီဟုတ်ပြီE minor D minor C ဖြတ်ဒါပြထားတာနော်ဟုတ်ပြီနောက် verse 2ပြန်ရောက်ပြီဟုတ်ပြီတစ်ပိုင်း side စားတယ်ဟုတ်လား D minor B G C ဒီမှာတခါ verse 2ပြီးပြန်verse 2ပြီးတော့ chorus ဝင်သွားပြီ F B minor G minor D minor ပြီးသွားတဲ့အခါကျတော့သူကဘာရလဲ sign လေးပြန်ပြတယ်အဲ့ sign ပြထားတော့အဲ့ sign ရှိတဲ့နေရာကိုပြန်သွားမှာဒီမှာပါလဲ verse 1ဒီအဲ့ sign ဖြစ်တဲ့တီးမယ်သူရဲ့ sign ပြီးတဲ့ DC ပဲဘာမှတီးမလဲနှစ်ပါးတက်လိုက်တဲ့တော့ဒီမှာဒါဆိုတစ်ပိုက်ဆိုတဲ့ဒီ var s လေးကပြီးသွားပြီ s ပုံစံပြတာလေးကဒါလေးကဟိုခေါ်တာတော့အင်္ဂလိပ်လိုတော့နင်းပေါ့စကမာလို့ခေါ်တော့ SEGMA စကမာလို့ခေါ်တယ်နော်ဒါပေမဲ့ဒီမှာကျွန်တော်မှတ်ထားမယ်အဲ့ sign လေးတွေ့ရင်အဲ့ sign လေးကိုပြန်တက်မယ်အဲ့ sign လေးကသူ့ရဲ့တစ်ပိုက်ကိုပြီးအောင်တီးတယ်ဒီမှာဟုတ်ပြီနော်အဲ့ဒါပြီးရင်ဘယ်ကိုဆင်းနေတယ်တော့ plus chorus ဆိုတော့ chorus ကိုဆင်းတယ် chorus ကိုနှစ်ခါတီးခိုင်းတယ်နှစ်ခါတီးခိုင်းတော့ plus chorus လို့ပြီးတခါကျရင်ကွင်းစားကွင်းမေးလေးနဲ့အပေါ်မှာ2 play square လေးတင်ပြီးတော့လဲရေးတာလည်းရှိတယ်ဟုတ်လားဘယ်လိုရေးသဘောတရားသိဖို့ပဲဟုတ်နော်အဲ့တော့ chorus နှစ်ခါတီးတယ်တဲ့ chorus နှစ်ခါတီးတယ်အဲ့နှစ်ခါတီးနေဒီမှာ fade out ကိုရေးပေးထားတယ်အောက်ဆုံးမှာ fade out chorus နှစ်ခါပြီးမှ fade out ဆိုအတန်းလေးတစ်ဖြည်းဖြည်းတူဟာနော်ကျွန်တော်တီးလက်တီးပြမယ်တစ်ဖြည်းဖြည်းတူဟာတော့ fade out လို့ခေါ်တယ်ပထမတစ်ခါတော့ကျွန်တော်အပြည့်တီးလိုက်မယ် F B minor E minor D minor နောက်တစ်ခါကျရင်တစ်ဖြည်းဖြည်း F ကနေပြီးတော့ B minor မှာနည်းနည်းတိုးရမယ် E minor နည်းနည်းတိုး D minor အဲ့လိုနည်းနည်းတိုးဟာတာကို fade out လို့ခေါ်တယ်နော်အဲ့ဒါကြောင့်ဒီ note ဆိုတာဒါမရှင်းတာဘာမှမရှိပါဘူးနော် key C 4 တိုင်းမယ်ဒီဘက်ကထံမိုး95နဲ့တီးမယ်ပြီးသွား intro ဟုတ်လား sign လေးကိုမှတ်ထားမယ် verse 1 verse 2 chorus တီးသွားပြီးတော့ဒီ sign လေးကိုပြန်တက်မယ်ပြီးရင် chorus နှစ်ခါသွားဆိုတော့ chorus နှစ်ခါသွားရင် fade out မှာအဆုံးတက်လိုက်တယ်နော်ဒါဆိုဒီ notes လေးကပြီးသွားပြီကျွန်တော်နမူနာလေးလည်းတင်ပေးမယ်တီးလည်းတီးပြမယ်နော်အားလုံးကျေးဇူးတင်ပါတယ်